အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Physics with me channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တဘာဝရဲ့ထူးခြားဖြစ်စဉ်တွေထဲကတစ်ခုဖြစ်တဲ့အရန်ကိုလှပတဲ့ဥတ္တရာအလင်းတန်းလို့ခေါ်တဲ့ Northern Light Aurora Borealis လို့ခေါ်တဲ့ဒီအလင်းတန်းတွေကဘယ်လိုမျိုးဖြစ်လာလဲဆိုတာကိုအားလုံးသိကြရလား။ဆိုတော့သိကြပါတယ်။တာမန် Physics ကိုနားမလည်တဲ့သူအတွက်တော့ဒါဒီ theory ကတော်တော်သိမယ်လို့မထင်ဘူးပေါ့နော်ဆိုတော့ဒီနေ့မှာတော့ Northern Light နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်လာလဲဒီပြင်တခြား Northern Light တွေကိုဘယ်လိုနေရာတွေမှာကြည့်နိုင်လဲဘာကြောင့် Northern Light တွေဖြစ်လာလဲဆိုတာကိုစုံစုံလင်းလင်းလေးစနစ်တကျရှင်းပြပေးပါမယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင် Northern Light တွေအကြောင်းပြောမယ်ဆိုလို့ရှိရင်တော့အရင်ဆုံးနားလည်ဖို့လိုအပ်တာတော့ကမ္ဘာကြီးရဲ့ magnetic field ပဲဖြစ်ပါတယ်ကျွန်တော်တို့ကမ္ဘာကြီးရဲ့လေထုလွှာတွေကိုတော့အားလုံးနားလည်ပြီးသားဖြစ်ပေမဲ့ကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့တန်လိုက်ဆက်ကွင်းယူတော့ကျွန်တော်တို့သိပြီးတော့နားမလည်ကြဘူးပေါ့နော်ကမ္ဘာကြီးရဲ့အလွှာတွေအများကြီးတည်းကမှ outer core လို့ခေါ်တဲ့ဒီအလွှာပေါ့နော်အရန်ကိုပူတဲ့အတွက်ကြောင့်သူ့ထဲမှာရှိတဲ့ဒီ iron တို့ nickel တို့က modern state ကိုရောက်နေပြီးတော့ပေါ့နော်ရွေးရှားနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမ္ဘာကြီးပေါ်မှာ magnetic field တစ်ခုဖြစ်လာပါတယ်ဒီ magnetic field ရှိနေတဲ့ layer ကြီးကိုတော့ကျွန်တော်တို့ဒီ region ကြီးကိုပေါ့နော်ဒီ region ကြီးကိုကျွန်တော်တို့ magnetosphere လို့ခေါ်လို့ရပါတယ်ဒါဆိုရင်တော့ကမ္ဘာကြီးရဲ့ magnetosphere ကိုအနေချင်းနားလည်သွားပြီလို့ထင်ပါတယ်နောက်ထပ်သိထားရမယ့်အချက်ကတော့ကျွန်တော်တို့နေလုံးကြီးကကမ္ဘာပေါ်အပူနဲ့ခရမ်းလွန်ရောင်ကြီးတွေအလင်းရောင်တွေပဲလွတ်တာမဟုတ်ဘဲနဲ့ပေါ့နော်တခြားအားပြင်းတဲ့ charge particle လို့ခေါ်တဲ့ proton တို့ neutron တို့အဲ့လိုအမှုန်လေးတွေကိုလည်းထပ်ပြီးတော့ထုတ်လွှတ်လေးရှိပါတယ်ဆိုတော့အဲ့လိုအရာတွေကိုတော့ကျွန်တော်တို့ solar wind လို့ခေါ်ပါတယ်cosmic radiation လို့လည်းခေါ်လို့ရပါတယ်ဒီ cosmic radiation solar wind တွေကဒီ charge particle တွေကပေါ့နော် magnetic field ထဲမှာသူတို့တွေကတက်တက်မသွားနိုင်ကြဘူးပေါ့နော်ဆိုတော့အဲ့ခါကျတော့သူတို့တွေကအပေါင်းနှုတ်တန်မှုပုံမူတည်ပြီးတော့ magnetic field ထဲကိုရောက်တဲ့အချိန်မှာသူတို့တွေကလမ်းကြောင်းပြောင်းသွားလေးရှိပါတယ် deflect ဖြစ်သွားတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီ solar radiation solar charge particle တွေကကျွန်တော်တို့ကမ္ဘာကြီးရဲ့ magnetic field နဲ့တွေ့တဲ့အချိန်မှာတော့ဒီ magnetic field ကကျွန်တော်တို့ဒီ north pole နဲ့ကမ္ဘာကြီးရဲ့ north pole နဲ့ south pole စီကိုလွတ်လိုက်ပါတယ်ဆိုတော့ဒါကြောင့်ဒီ charge particle တွေကကမ္ဘာကြီးရဲ့အရှိနဲ့အနောက်ဘက်ကိုမလာတော့ဘဲနဲ့ဒီမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းစီကိုပဲတွားကြပါတယ်နောက်ဆုံးသိထားရမယ့်အချက်လေးကတော့အလင်းရောင်ဘယ်လိုမျိုးထွက်လာလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်အတန်တစ်လုံးရဲ့ဘေးနားမှာရှိတဲ့ electron တွေကဒီပြင်ပ energy တစ်ခုရတဲ့အချိန်မှာသူတို့သက်ဆိုင်ရာ energy level လို့ခေါ်တဲ့လမ်းကြောင်းကနေပြီးတော့ဒီပို့ပြီးတော့မြင့်တဲ့ higher energy level ကို jump လုပ်သွားလေးရှိပါတယ်ဆိုတော့ဒါပေမဲ့သူတို့က energy ရတဲ့အချိန်မှာတော့ jump လုပ်ပါတယ်မကြခင်မှာပဲသူတို့ထက်နှိမ့်တဲ့ lower energy level တွေကိုပြန်ပြီးတော့ဆင်းလာရတယ်ပေါ့နော်ဆိုတော့အဲ့ဟာကိုကျွန်တော်တို့ground state ကိုပြန်လာတယ်လို့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပြန်လာတဲ့အချိန်မှာသူတို့လက်ရှိရထားတဲ့ energy တွေကိုသူတို့က light အနေနဲ့ပြန်ပြီးတော့ထုတ်လွှတ်လိုက်ပါတယ်ဆိုတော့ဒါကြောင့် atom တွေက light တွေကိုထုတ်လွှတ်နိုင်ပါတယ်ဘယ်အချိန်မှာလဲဆိုတော့ energy တွေကို absorb လုပ်တဲ့အချိန်မှာပေါ့နော်ဒီ theory လေးကကျွန်တော်တို့ဒီမီးသီးတွေကအစပေါ့နော်တခြား light ကို emit လုပ်တဲ့ဘယ်အရာဝတ္ထုမှမဆိုဒီ theory လေးနဲ့ပဲအလုပ်လုပ်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ northern light တွေဘယ်လိုမျိုးဖြစ်လာလဲဆိုတာကိုပြောရတာလွယ်သွားပြီဖြစ်ပါတယ်ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့နေရလာတဲ့ charge particle တွေ proton electron တွေကကမ္ဘာကြီးရဲ့ magnetic field နဲ့တွေ့တဲ့အချိန်မှာသူတို့တွေကဝင်ရိုးစွန်းဒေတာတွေစီကို deflect ဖြစ်သွားကြတယ်ဆိုတော့ဒီဝင်ရိုးစွန်းဒေတာမှာရှိတဲ့ oxygen တို့ nitrogen တို့ဒီလိုမျိုးလေထုထဲမှာအများဆုံးပါတဲ့ဓာတ်ငွေတွေနဲ့တွေ့တဲ့အချိန်မှာသူတို့တွေက collide လုပ်ကြရတယ်ပေါ့နော်ဆိုတော့လုပ်တဲ့အချိန်မှာဒီ oxygen atom nitrogen atom မှာရှိတဲ့ electron တွေက excited state ကိုရောက်ပြီးတော့သူတို့တွေကတခြား higher level ကို jump လုပ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာသူတို့တွေက ground state ကိုပြန်လာတဲ့အချိန်မှာတော့သူတို့တွေကသက်ဆိုင်ရာအလင်းရောင်တွေကိုထုတ်လွှတ်ပေးပါတယ်ဆိုတော့အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ကောင်းကင်မှာအလင်းတွေကိုမြင်ရမှာပဲဖြစ်ပါတယ်Northern Light color တွေကလည်းအများကြီးရှိပါတယ်။ Oxygen နဲ့ Nitrogen gas တွေရဲ့ကျွန်တော်တို့ကမ္ဘာပေါ်ကအမြင့်ပေပုံမှာမူတည်ပြီးတော့ပေါ့နော်။သူတို့ရဲ့အရောင်တွေကလည်းကွဲဝါးလေးရှိပါတယ်။အတွေ့အကြုံအရောင်ဖြစ်တဲ့အဝါရောင်အဖြော့နဲ့အစိမ်းရောင်ကတော့အမြင့်ပေမိုင်60မှာရှိတဲ့ Oxygen တွေကဒီ charge particle တွေနဲ့ collide ဖြစ်ပြီးတော့ထုတ်လွှတ်ပေးတာပဲဖြစ်ပါတယ်။အရောင်ရှားပါတဲ့အနီရောင်ကတော့အမြင့်ပေ150မှာရှိတဲ့ Oxygen ဓာတ်ငွေတွေကcollide ဖြစ်ပြီး charge particle တွေနဲ့ collide ဖြစ်ပြီးတော့ထုတ်လွှတ်ပေးပါတယ်ခရမ်းရောင်နဲ့အပြာရောင်တော့ကျွန်တော်တို့ဒီလေထဲမှာရှိတဲ့အောက်ဆီဂျင်တို့ဟိုက်ဒရိုဂျင်တို့နဲ့ထပ်ပြုပြီးတော့ထုတ်လွှတ်ပေးတာပဲဖြစ်ပါတယ်ဒီ Northern Light တွေကိုမြင်ကြရင်တော့ကျွန်တော်တို့ဝင်ရိုးစွန်းနိုင်ငံတွေဖြစ်တဲ့ကနေဒါတို့ Norway တို့ Iceland တို့ Sweden တို့ Finland တို့
ဒီလိုနိုင်ငံတွေကိုတွားပြီးတော့ကြီးမှာပဲမြင်နိုင်မှာပဲဖြစ်ပါတယ်ဆိုတော့တခါတရံဒီကျွန်တော်တို့နေအောင်ကြီးရလာတဲ့ solar storm တွေဖြစ်တဲ့အချိန် solar storm တွေအရင်အားကောင်းတဲ့အချိန်တွေမှာဆိုလို့ရှိရင်တော့အင်္ဂလန်နိုင်ငံလိုနေရာမျိုးကနေပါမြင်နိုင်မှာပဲဖြစ်ပါတယ်ထူးခြားတာတစ်ခုက Northern Light တွေကိုကျွန်တော်တို့ ISS လို့ခေါ်တဲ့ International Space Station ကနေပြီးတော့ကြည့်တဲ့အချိန်မှာဒီလိုပုံစံအရန်ကိုတောက်ပတဲ့ဒီ ring တစ်ခုကိုမြင်ရမှာပဲဖြစ်ပါတယ် Northern Light တွေကကမ္ဘာပေါ်မှာပဲရှိအောင်မဟုတ်ပါဘူးတကယ်တော့ Northern Light တွေကကျွန်တော်တို့ကမ္ဘာလိုမျိုးပဲတခြားချိုတွေဒီ Saturn တို့ Jupiter တို့လိုချိုတွေမှာလည်း Northern Light တွေကိုဝင်ရိုးစွန်းဒေသတွေမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်Northern Light ဆိုလို့ကျွန်တော်တို့ကမ္ဘာကြီးရဲ့မြောက်ဝင်ရိုးစွန်းမှာပဲရှိရတော့မဟုတ်ပါဘူးကျွန်တော်တို့ကမ္ဘာကြီးရဲ့တောင်ဝင်ရိုးစွန်းမှာလည်း Southern Lights လို့ခေါ်တဲ့ Aurora Australis လို့ခေါ်တဲ့ Southern Light တွေရှိပါတယ်သူတို့ရဲ့ theory တွေကတော့အတူတူပါပဲ Northern Light တွေကိုကျွန်တော်တို့ Norse mythology မှာတော့ဒီ Volcaeus တွေရဲ့ armor တွေသူတို့ရဲ့ shield တွေကနေအစဉ်အလင်းပြန်လာတဲ့အလင်းရောင်တွေလို့သူတို့ကထင်ကြတယ်ပေါ့နော်ဂျပန်လူမျိုးတွေက Northern Light တွေအောက်မှာဒီမွေးတဲ့ကလေးတွေကပေါ့နော်ဆိုကံကောင်းခြင်းတွေနဲ့မွေးဖွားလေးရှိရဲလို့သူတို့တွေယူဆလေးရှိပါတယ်ဒါဆိုလို့ရှိရင်တော့ Northern Light နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်လာလဲဘယ်လိုမျိုးသူတို့ရဲ့ theory တွေကဘယ်လိုမျိုးချိတ်ဆက်မှုရှိလဲဆိုတာကိုအကြမ်းမြင်တော့နားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတွေကိုရှုစားဖို့အတွက် channel လေးကို like and subscribe လုပ်ပေးကြပါဦး